ဟုတ်ခရှိခေါ်တာလို့အမအော်ဟုတ်တယ်ဒီမှာလောက်ဝင်ဝင်အဲ့ဆိုရင်အမကိုစာဒီဟာလေးပေါ့နော်ဒီနေရာလေးကိုတော့အရင်ဆုံးဆက်ရှင်းပြီနော်ဟုတ်ကဲ့ပြီးတော့အမရှော်မဲ့အဝတ်လေးပုံပေးထားတယ်အမအေးခင်းနေဆောင်လေးလည်းဒီမှာပုံပေးထားတယ်နော်ညီမလေးဒါလေးကရှော်မဲ့အဝတ်တွေပြီးတော့အမဟိုဟာအထက်ကဟာလည်းပြပေးမယ်အမလောက်ရမယ်ဒီလေးပြန်ဆုံးအမကိုဒီပကံလေးတွေကိုအမကိုတေချာလေးဆေးပြီးတော့စနစ်ချာလေးမအောင်ပြန်လေးစီပေးထားနော်ညီမလေးနော်ပြီးတော့ဒီဘေစင်လေးကိုလည်းပြန်ပြီးတန်ရှင်းလုပ်ပေးထားနော်ပြီးလို့ရှိရင်အမဒီဗီဒီယိုလေးတွေလည်းအမကိုအင်္ဂလိပ်ပြန်အောင်လေးတိုက်ပေးထားနော်ညီမလေးနော်ပြီးလို့ရှိရင်ဒီအောက်ကကျန်းပင်လေးတွေလည်းအမကိုတေချာလေးတိုက်ပေးထားနော်ညီမလေးနော်ပြီးတော့မှဒီမှာရေခဲတက်တာတွေကဒီထဲကအသားတွေငါးတွေအသီးရွက်လေးကိုအမဒီနှစ်လုံးကိုအမတက်တက်စီလေးခွဲပေးပါနော်ခွဲပြီးတေချာလေးစီပေးထားနော်ညီမလေးပြီးတော့ရေခဲတက်တာဟိုမနှံအောင်လည်းလေတေချာလေးတိုက်ပေးနော်မအောင်နော်ဟုတ်ဒါအမအဲ့ကန်းကိုရှင်းရမယ့်ဟာလေးလိုက်ပြပြီနော်အမကိုဒါလေးကိုပြန်ဖုံးထုတ်ပေးထားနော်ပြီးတော့အမရဲ့အလုပ်စပွဲလေးကိုလည်းတေချာရှင်းပေးထားအောင်ပါလေနော်ပြီးလို့ရှိရင်အမဒီမှာလေမိဖို့တရားမဲ့အဝတ်ကလေးတော့အမပုံပေးထားရတယ်ဒီမှာလေသိလားပြီးတော့ခုနရှော်ဆရာလေးလည်းရှော်ပြီးတော့အမကိုဒါလေးနဲ့ပေါင်းပြီးတစ်ခါမိဖို့တက်ပေးထားနော်ဒီမှာလေနော်ပြီးတော့ဒီအရုပ်ကလေးတွေလည်းတေချာလေးပြန်စီပေးထားနော်အမသားလေးခွာထားဟုတ်နော်ပြီးတော့အမဒီဘက်မှာကဲစပွဲကုန်လေးလည်းဒီမှာရှင်းပေးထားနော်ညီမလေးနော်အဲ့ဆိုလို့ရှိရင်တော့ဒါလေးပဲညီမလေးအမကိုဒီအမညီမလေးကိုရှင်းမှထားပြီးတော့အမအလုပ်စားလုပ်ရနော်ဟုတ်ကဲ့မရပြီးပြီရှင်အော်အေးညီမလေးပြီးသွားပြီလားလို့ကြည့်ဟုတ်ကဲ့မအော်ဟုတ်ရပြီအဲ့ဆိုတန်းရတယ်နော်ညီမလေးဟာ
Hello အော်ဟုတ်တယ်ညီမလေးနံပါတ်1 service ကမလားဟုတ်တယ်အမခေါ်ထားတာအိမ်မောတက်ခက်လိုက်လေးညီမလေးဟုတ်နံပါတ်1 service ကဘာလဲ အော်ညီမလေးဟုတ် အော်ဘာလဲဒီစီမလားထား အော်ဒီပေါ်လေးပဲတင်ထားလိုက်ညီမလေးဟုတ် ဒီမှာလည်းဆက်လိုက်တယ် အော်အေး မအားလုံးတော့ဘာလဲငါစင်ရရှိတယ်ဒီထားကြည့်တော့ အော်စင်ပြပါညီမလေးဟုတ် အဲ့တော့ညီမကရမှာမညီမပစ္စည်းလေးဆက်လို့စီတယ် အော်အေးအေး ဒီပစ္စည်း အော်အေးရပါတယ်ညီမလေးဟုတ်ဟုတ် အဲ့ညီမတက်ကူကောင်း အော်အေးကျေးဇူးပါဟုတ်